အခုကဟိုတယ်part 4ပေါ့နော် part 4မှာတတပြပြမျိုးဘိုးကဘယ်လောက်တော့မကြည့်တော့ဖုတ်ဆက်ထားတယ်ဒီ part 4မှာကဒီဝင်းနဲ့ဒီဟိုတယ်ရောက်နော်ခုကညရင်လည်းဆက်ချင်တယ်ဆိုတော့ခန်းလေးပြင်ရမယ်ချက်ကြုံအောင်မယ်ပြင်ဆက်လေးခလောက်ရမယ်ဆိုတော့ဒီချာလာလာလာဟုတ်ဒီဖိုးပါချက်ကြုံအောင်ဟုတ်တယ်အဲ့တော့သူကဘယ်တော့ရှင်းပတ်လာဟိုတွင်ပတ်တော့ကင်းပတ်မရှိတော့လို့တွင်ပတ်တလုံးပဲနှလုံးပွားမှာလားကလေးနဲ့တော့အကောင်တော့တွင်ပတ်နေပြီပဲလားကင်းပတ်မရှိဘူးကင်းပတ်မရှိဘူးဂရင်းဒီလိုမျိုးမှာအိတ်ဆက်တစ်လုံးတောင်းဟုတ်လားကရင်ပူးလိုက်လို့ပါဘယ်ရပူးလေးရတယ်ပူပေးတင်းတော့ပူးပြီးတော့ဘေးရအိတ်ဆက်တစ်လုံးလို့အဲ့လိုအဲ့လိုလုပ်ပြလားအဲ့တော့အဲ့ဒါမှ तू အဲ့လိုမှအိတ်တယ်လားနော်ခုခါကြတော့အဲ့ရလည်းအိတ်ကြီးရတယ်ဟဲ့အဲ့တော့ရပါမှာဘာလဲကက်လင်ကပြင်ကဘုတ်ဖူးဖြစ်သွားတယ်ဟုတ်တော့အဲ့ဒါပြပြပုံခန်းလိုက်ပြီခုကကစ်ချန်ပိတ်သွားတယ်လား10လေးရတယ်ဒီလိုရတယ်ဒီမှာမှာကားမလားပြင်ထွက်မစားတော့တီပြင်တော့အပြင်ကဒီချင်းကြီးရာကြီးအောင်လို့စေုပ်တယ်ဒီမေတ္တာဒီမှာပဲစားချင်တယ်ဒီမှာ service ကိုအရင်ကြည့်ရမှာဒီမှာ service ကိုကနေတော့ဝမ်းပေါ်ဆိုဖြစ်ကြမှာပဲလေ service ကိုတော့အရင်ကြည့်ရမှာကျေးဇူးโอเคတို့ကစ်ချန်ကဘာစားမလို့တော့ကိုစစ်လိုက်တော့တခါလေးမှာရမလားကစ်ချန်ပေါ်နေတယ်ဒီကိုကနော်တူကချမ်းတော့ဖာမမေကို service ပြီးရနော် service ကပြီးအဲ့ဒါဆက်နေတယ်ရှိလက်ကစိတ်ဟွာရတယ်နည်းနည်းဆက်လို့ရတယ်မနေဘူးအထုပ်တွေကိုပြောင်းချင်ချင်ကင်းဟွာရတယ်ကောင်းဟွာမို့လေတော့ဒါတို့ခါဒါတိုက်တယ်မျိုးပဲဟုတ်လားဂရင်းကြီးလည်းရှိတယ်ဒါပေမဲ့ဘုလိုပဲဟိုပြည့်တယ်ခန်းလေးရောဒီမို့ဂရေကြီးကပဲပဲရတယ်လက်ပြန်မတေးကြလေးတော့မတေးချောင်းလက်ပြန်ပြည့်ဂရင်းကြီးတွေယူထားလိုက်ပါနေရနေရပေါ့တရားရှင်းစီရှင်းတယ်လို့ခါကြောင်းလေးတယ်ဂရင်းကြီးတစ်ဆက်လေးလို့ရတယ်တော့ break up ပါတော့စပါခုကဖတ်ဖို့လက်ကြည့်ပြီးဖို့လုပ်ပေးပါလေဖတ်ဖို့မမကဖတ်အဲ့ရကြည့်ပြီးဖို့လည်းလုပ်ပေးလိုက်ပါတယ်